လုံးပဲမင်္ဂလာပါရှင်မွန်လေး Audio Boy YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မွန်လေးအခုတင်ဆက်ပေးမယ့်ပုံမြင်လေးကတော့တုံးလှည့်မြတ်တာဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ပုံမြင်လေးကိုမတင်ဆက်ခင်မွန်လေးရဲ့ Audio Boy YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါဦးရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟိုးရှိတုံးပါပေါ့ကွယ်လင်သမားတယောက်ဟာနေတိုင်းလဲထွန်းပြီးနေ့လယ်ထမင်းစားချိန်ဆိုရေအိုင်အနီတစ်ပင်ရိပ်မှာထမင်းထိုင်စားလေးရှိတယ်။အဲ့ဒီအချိန်မှာရေအိုင်ထဲကပဇွန်လုံးတစ်ကောင်ဟာကုန်းမော်ကိုတက်လာတယ်။စိတ်ကောင်းရှိတဲ့လယ်သမားဟာပဇွန်လုံးလေးကိုထမင်းချကျွေးလိုက်တယ်။ထမင်းစားချိန်တိုင်းပဇွန်လုံးလေးရောက်လာသလိုလယ်သမားကလည်းအမြဲကျွေးတယ်။ကိုနှစ်ဦးဟာမိတ်ဆွေတွေဖြစ်သွားကြတယ်။သူတို့ရဲ့အထက်တစ်ပင်ပေါ်မှာကြီးဖို့နဲ့ကြီးမတို့နေကြတယ်ရှင်မဘာလို့မှိုင်နေရလဲဘာစားခြင်းလို့လဲကျမစားချင်တာယူပေးမှာလားရှင်မစားချင်ရင်ရအောင်ယူပေးမယ်ဒီတစ်ပင်အောက်ကလယ်သမားရဲ့မျက်လုံးကိုစားချင်တယ်စိတ်ချရအောင်ယူပေးမယ်ဟိုဟာသူ့မိတ်ဆွေမွေဟောက်စီသွားပြီးအကူအညီတောင်းတယ်ဒီနေ့လယ်သမားထမင်းစားနေတဲ့အချိန်မွေဟောက်ရောက်လာပြီးလယ်သမားရဲ့ခြေထောက်ကိုပေါက်လိုက်တယ်။လယ်သမားလဲကျသွားတဲ့အခါမျက်လုံးကိုဖောက်ဖို့ကြီးဘိုကဆင်းလာပါတယ်။ဒါကိုပဇွန်လုံးကတွေးလိုက်လေတယ်။ဒါနဲ့ပဇွန်လုံးကကြီးဘိုရဲ့လယ်ပင်ကိုညှက်ထားလိုက်တယ်။အဆွေမွေကဲပါအောင်ပဇွန်လုံးကငါ့ကိုညှက်နေတယ်။ကြီးအော်တန်ကြောင့်မွေဟောက်ရောက်လာတဲ့အခါပဇွန်လုံးကညှက်တဲ့လက်မတစ်ဖက်နဲ့မွေဟောက်ရဲ့လေပင်ကိုပါညှစ်ပစ်လိုက်တယ်။ပဇွန်လုံးဘာလို့ကြီးနဲ့ငါ့ကိုညှက်ထားရတာလဲ။မွေဟောက်သင်ပေါက်လိုက်တဲ့ဒေသမားဟာငါ့ရဲ့မိတ်ဆွေဖြစ်တယ်။ဒါဆိုရင်တင့်ရဲ့မိတ်ဆွေကိုငါကင်းနိုင်တယ်ငါ့ကိုလှုပ်ပေးပါ။ငါမိတ်ဆွေရဲ့ကိုယ်ထဲကအစိတ်တွေတင်ပြန်ယူပြီးသူအကောင်းပကတိဖြစ်မှငါပြန်လှုပ်ပေးမယ်။ဒါဆိုအစိတ်ကိုပြန်ယူနိုင်ဖို့အနှဲငယ်လျှော့ပေးပါမွေဟောက်လဲအစိတ်ပြန်ယူဖို့ဂရီပေးလိုက်တယ်မွေဟောက်ကလယ်သမားစီကအစိတ်တွေပြန်ဆုပ်ယူလိုက်တယ်မကြာခင်အစိတ်ကုန်သွားလို့လယ်သမားလဲပြန်သက်သာလာတယ်အဲ့ဒီအချိန်မှာပဇွန်လုံးဟာမွေဟောက်ရဲ့လယ်ရင်းကိုတင်းတင်းကြပ်ကြပ်ပြန်ညှစ်လိုက်တယ်ကြီးမိုက်နဲ့မွေမိုက်တင်တို့အသက်ရှင်နေရင်ငါရဲ့အသက်လဲစိတ်မချရငါမိတ်ဆွေအသက်လဲစိတ်မချရဘူးကဲပေပြီးတော့ဇွန်လုံးကကြီးနဲ့မွေရဲ့လယ်ပင်တွေကိုကက်ကြီးနဲ့ညှက်တယ်လို့ချက်ချလိုက်တော့တယ်ပဇွန်လုံးနဲ့လယ်သမားတို့လည်းမိတ်ဆွေကောင်းတွေအဖြစ်ပျော်ပျော်ရွှင်ရွှင်နေသွားကြပါတော့တယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်မွန်လေးရဲ့တုံးလှည့်မြတ်တာဆိုတဲ့ကာတွန်းရုပ်ပြဇာတ်လမ်းလေးကိုအဆုံးထိကြည့်ရှုနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်လာမယ့်ကာတွန်းပုံမြင်လေးတွေကိုကြည့်ချင်ရင်လည်းမွန်လေး Audio Boy YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်